အားလုံးပဲမင်္ဂလာပါဒီနေ့ချက်ပြောမဲ့ဟင်းလေးအတွက်အဆုံးထိလိုက်ပါကြည့်ကြစို့နော်လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ချင်ပြီးစတင်ချက်ပြောပါရမယ်ဒီနေ့အကြီးကမညွဖြစ်တဲ့ငါးကိုစတင်တင်ဆင်ပါမယ်ကန်ထားပြီးသားငါးဖြစ်လို့အရင်ဦးဆုံးရင်းနဲ့စီကရရက်ပဟက်စုရုပ်တောင်ပအမင်းခိတနာဖယ်ရှားပြီးညီနဲ့ပြောက်ဖို့စားနဲ့နှက်ဆက်အောင်နေထားပြီးခဏနှက်ထားလိုက်ပါမယ်နှက်ထားပြီးသားငါးကိုရင်းနဲ့ထမှန်သက်စင်လိုက်ပါမယ်ငါးကိုဒါနဲ့အရာပေးကလိုအပ်သောပါဝီပစ္စည်းများကိုတစုတစည်းတည်းထားလိုက်ပါမယ်ပါဝီပစ္စည်းများကတော့ငရောက်ကောင်းမောငါမာလာမောမာလာအနဲ့နနပဲငရောက်ဘကျန်းချင်သည်ငရောက်သည်စဉ်ချက်သွန်ဖြူအနီချင်းမလာဥဖြူမလာဥနီတခွာတီကော်ပီနံပါတ်စီနဲ့စသည်တို့ဖြစ်ပါတယ်ဘဘစနေတဲ့ဤနေတဲ့ကိုတို့စီရမလာဥဖြူစတင်ပြုတ်ပါမယ်ပါဝင်သောအစာပလာများကြိတ်ကာထားလိုက်ပါမယ်ချက်ပြီးသားမလာဥဖြူကိုဆက်ထားလိုက်ပါမယ်ဘဘစနေတဲ့ဤနေတဲ့ကိုငါချက်အောင်ပြုတ်ပေးထားလိုက်ပါမယ်ပါဝင်သောအစံပလာအလုံးနဲ့အနစ်ကိုစတင်ချက်ပါမယ်ချက်ပြီးသားငါပေါ်အနစ်လေးအုပ်ထားလိုက်ပါမယ်နနပင်လေးဖြူပြီးတို့စရာများစီကာထားလိုက်ပါမယ်အရသာရှိပြီးမွေးကြိုင်တဲ့ငါမလာဟင်းလေးရပါပြီတွဲဖက်စားဖို့ဒီဆုံချင်းဆက်ဟင်းကျုပ်လေးပါပြင်ထားလိုက်ပါမယ်အရသာမြင်ကြည့်လိုက်တဲ့အခါမှာတော့ရှားလေသွားလို့စူမျိုးမိတဲ့အထိပဲနော်လှုပ်ရှားကြည့်နော်အကြိုက်တွေ့စေဖို့အမခံနဲ့အဆုံးထိကြည့်ပြီလို့ကျေးဇူးတင်ပါတယ် See you next time bye နောက်တစ်ခါမှထပ်ဆုံမယ်နော်